အားလုံးပဲမင်္ဂလာပါယနေ့ကျွန်တော်တို့ရောက်စီတိုင်းဝိညာဉ်ခွာယူဖို့အတွက်ကျွန်တော်တို့ဘုရားသခင်နဲ့အချိန်ယူခြင်းဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှခွန်အားပေးခြင်းပါတယ်ဆိုတော့ကျွန်တော်တို့အပင်တစ်ပင်ကိုကြည့်မယ်ဆိုလို့ရှိရင်မြင်ရတဲ့အပိုင်းမမြင်ရတဲ့အပိုင်းဆိုတာရှိပါတယ်မြင်ရတဲ့အပိုင်းဆိုတာကအပင်ရဲ့အောက်ခြေကစပြီးတော့မှအကိုင်းအရွက်အစိအပွင့်ပင်စီစသည်အဖြစ်ဒီຢာတွေကိုကျွန်တော်တို့တွေ့နိုင်တာဖြစ်တယ်ဒါကတော့မြင်ရတဲ့အပိုင်းဖြစ်တယ်မမြင်ရတဲ့အပိုင်းကတော့အောက်မှာအမြင့်တွေရှိတယ်ဆိုတော့ကျွန်တော်သိရတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ကတော့အပေါ်ကမြင်ရတဲ့အပိုင်းဒီဘာကြောင့်ဝေစာပွင့်လန်းပြီးတော့မှအတီးတီးပြီးတော့မှတကယ့်ကိုအကျိုးဖြစ်ထွန်းစေလဲဆိုလို့ရှိရင်မမြင်ရတဲ့အပိုင်းဖြစ်တဲ့အောက်ကအမြင့်ကြောင့်ဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်အရောက်စီတိုင်းညင်းလို့မရပါဘူးကျွန်တော်အရောက်စီတိုင်းလည်းသိတယ်ဆိုတော့ကျွန်တော်ဒီအမြင့်ရဲ့အလုပ်လုပ်ပုံလေးကိုတစ်ချက်လောက်ကျွန်တော်တို့စဉ်းစားမယ်ဆိုလို့ရှိရင်တစ်ချက်အနေနဲ့မြေမှာဆွဲကတ်တယ်တစ်ချက်အနေနဲ့ရေကိုစုပ်ယူတယ်အစာကိုစုပ်ယူတယ်တစ်ချက်အနေနဲ့နေရောင်ခြည်ကိုရယူတယ်ဆိုတဲ့အရာကိုကျွန်တော်သိရတယ်ဆိုတော့တခုမြောက်သောဆာလံပိုက်ငယ်1ကနေ6မှာတော့ကျွန်တော်အရောက်စီတိုင်းအလွတ်ရတဲ့ချမ်းပိုက်ဖြစ်တယ်အရောက်စီတိုင်းလည်းသိတယ်ဆိုတော့ဒီချမ်းပိုက်မှာအဖြစ်ပြက်2မျိုးရှိပါတယ်ဆိုတော့တရားသောသူနဲ့မတရားသောသူဆိုတာကျွန်တော်သိရတယ်ဆိုတော့မတရားသောသူတော့မပြောတော့ဘူးတရားသောသူဆိုတဲ့အရာကိုကျွန်တော်ဆင်ခြင်မှာဖြစ်တယ်ဆိုတော့တရားသောသူကဘာလုပ်လဲဆိုတော့နေညမပြတ်ဆင်ခြင်မြဲအောင်းမေ့တယ်ဆိုတော့ဒါမမြင်ရတဲ့အပိုင်းဖြစ်တယ်ကျွန်တော်အပင်နဲ့ပြောမယ်ဆိုမမြင်ရတဲ့အပိုင်းဖြစ်တယ်ဆိုတော့ဒီတရားတဲ့လူကအတွင်းဝိညာဉ်တွေကိုတည်ဆောက်နေတာဖြစ်တယ်မြင်ရတဲ့အပိုင်းကိုဆောက်တာမဟုတ်ဘဲနဲ့မမြင်ရတဲ့အပိုင်းမှာပြင်လည်ပြီးဘုရားသခင်နဲ့အချိန်ယူတာဖြစ်တယ်တရားတော်၌မွေ့လျော်၍ညညမပြတ်ဆင်ခြင်အောင်မွေ့သူကမင်္ဂလာရှိတယ်လို့နှုတ်ကပတ်ကျမ်းစာကပြောတာပဲဒါကြောင့်မလို့ကျွန်တော်တို့ပြင်လည်ပြီးတော့မှခွန်အားပေးခြင်းတဲ့အရာကတော့ဘုရားသခင်ကလည်းကျွန်တော်တို့ဒီတဘာဝတရားတွေနဲ့အတူပုံသင်နည်းလေးတွေပေးထားပဲဒီအပင်ရဲ့မြင်ရတဲ့အပိုင်းမမြင်ရတဲ့အပိုင်းမြင်ရတဲ့အပိုင်းတွေဘယ်ကြောင့်ဝေစာပွင့်လန်းနေရလဲဆိုရင်မမြင်ရတဲ့အပိုင်းကြောင့်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့တမဟောင်းကျမ်းစာကိုတစ်ချက်လောက်ကြည့်တဲ့အခါမှာတမဟောင်းကတော့စပြီးတော့မှဘုရားသခင်ကသူ့ရဲ့ပုံသဏ္ဍာန်နဲ့ညီလူကိုဖန်ဆင်းတယ်လို့ဖော်ပြပါတယ်အသက်ရှင်တဲ့တော်ဝါသည်ဘုရားသခင်နဲ့မိသားရဖွဲ့ရပါတယ်ယောဟန်4:24မှာလည်းဘုရားသခင်ကိုယုံကြည်သောသူသည်နံဝိညာဉ်နဲ့ကောင်းသက်ဆံနဲ့ကောင်းကိုးကွယ်ရမယ်လို့ပြောတဲ့အခါမှာနံဝိညာဉ်နဲ့သက်ဆံနဲ့ကိုးကွယ်တယ်ဆိုတာကလူမှာပဲကိုးကွယ်လို့ရတာပါဖြစ်ပါကိုးကွယ်လို့ရတာဖြစ်ပါတယ်တိရစ္ဆာန်ကတော့ကိုးကွယ်လို့မရပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ဒီကပောက်ကျမ်းခန်းကြီး9ငယ်21ကနေ24မှာကြည့်မယ်ဆိုလို့ရှိရင်ဘယ်သူအကြောင်းတွေ့ရလဲဆိုလို့ရှိရင်အေးနောက်အကြောင်းတွေ့ရတယ်အေးနောက်ကဘုရားသခင်နဲ့အတူသွားလာတဲ့လူဖြစ်ပဲနှစ်ပေါင်း300ဘုရားသခင်နဲ့အတူသွားလာတယ်တမန်ကျမ်းစာရဲ့မှတ်တမ်းတင်ခြင်းအရကျွန်တော်သိရတယ်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်သူနှစ်ပေါင်း300ဘုရားသခင်သွားတဲ့အခါမှာတဲ့ဘာဖြစ်လဲဆိုတော့ဘုရားရဲ့စကားကိုသူတောက်လျှောက်နားထောင်တယ်ဘုရားရဲ့စကားကိုဘယ်လိုပုံစံနဲ့နားထောင်လဲဆိုတာကတော့မဖော်ပြထားပေမဲ့လည်းကျွန်တော်တို့သိရတဲ့အရာကတော့ဘုရားသခင်ရဲ့စကားကိုနားထောင်တဲ့အတွက်ဘုရားပြောတဲ့အရာဘုရားသခင်လမ်းညွှန်တဲ့အရာဘုရားသခင်ပေးသိတဲ့အရာတွေနဲ့အတူအသက်ရှင်လျှောက်လန်းမှာကတော့ဒါမြေကြီးလက်ခတ်မလွဲကျွန်တော်တို့သိရတာဖြစ်တယ်ဆိုတဲ့အခါမှာသူ့ရဲ့အကြောင်းကိုလည်းအများစားတော့မဖော်ပြထားဘူးဒါပေမဲ့လည်းသူ့ကိုနောက်ဆုံးမှာဘုရားသခင်ကတည်ခွင့်မပေးဘူးပြန်လည်ပြီးတော့မှအရှင်လက်လက်ကောင်းကင်ပြောင်းခေါ်သွားတယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့သူ့ရဲ့အသက်တာမမြင်ရတဲ့အပိုင်းကဘလောက်အထိဘုရားသခင်နဲ့သွားလာလဲဆိုနှစ်ပေါင်း300လို့ပြောတဲ့အခါမှာဒါဘုရားသခင်ကလေဒီလောကမှာဘုရားသခင်နဲ့သွားလာခြင်းရဲ့အကျိုးရလဒ်ကိုသူကပြန်လည်ပြီးတော့မှဒီကောင်းကင်နဲ့ဆက်ဆိုင်တဲ့လွတ်ချင်းခွင့်တခါတည်းကိုခေါ်ဆောင်သွားတာဖြစ်တယ်ဆိုတော့ကပောက်ကျမ်းခန်းကြီး6ငယ်9မှာလည်းနိုးရဲ့တက်တာတွေ့ရတယ်နိုးကဘုရားသခင်စကားကိုနားထောင်တဲ့လူတစ်ယောက်ဖြစ်တယ်ဘုရားသခင်ပြောတဲ့အတိုင်းပြုတယ်လို့လည်းမှတ်တမ်းတင်ထားတယ်ဘုရားသခင်စကားနားထောင်ရတာမလွယ်ပါဘူးဆိုတော့လှုပ်ဆောင်ခြင်းပါတယ်ဆိုတော့ဘယ်လိုမျိုးစက္ကန့်မလဲဘယ်လိုမျိုးအသက်ရှင်မလဲဆိုတဲ့အရာဒီဘုရားရဲ့နှုတ်ကပတ်တော်မပါဘဲနေတော့ကျွန်တော်အသက်ရှင်လို့မရပါဘူးဆိုတဲ့အခါမှာနော်ယေကတော့ဘုရားသခင်နဲ့သွားတဲ့အခါမှာလည်းဘာဖြစ်လဲဘုရားသခင်နဲ့သွားလာတဲ့လူကိုပဲဘုရားသခင်ကသုံးတယ်တကဘာလုံးနဲ့ဆက်ဆိုင်တဲ့
ကောင်းကြီးမင်္ဂလာကိုနောဤအဆက်အနွယ်ကနေပြီးတော့ပြန်လည်ပြီးစီးဆင်းလာတာဖြစ်ပါတယ်ဆိုတော့ဖះနဲ့သွားလာတယ်ဆိုတာနေ့စဉ်အတ္တမှာနည်းနည်းစီလှုပ်သွားတဲ့အရာဖြစ်တယ်တထိုင်နဲ့အပီးပြက်လှုပ်တစ်နှစ်စာလှုပ်10နှစ်စာလှုပ်တစ်ရက်စာလှုပ်တခါတည်းအပီးလှုပ်ဆိုတော့မဟုတ်ပါဘူးနော်ဒီဘုရားသခင်နဲ့ပုံမှန်လေးသွားတဲ့လူကဘုရားသခင်ရဲ့အလုပ်ကိုလှုပ်သွားတဲ့အခါမှာဘုရားသခင်ကနေ့စဉ်နဲ့အမျှပေါ်ပြသွားတာဖြစ်ပါတယ်ဒါကြောင့်မလို့နှုတ်ကပတ်တော်ဒီကျွန်ုပ်အခြေရှိမှမိဘဖြစ်ကျွန်တော်ရဲ့လမ်းခီကိုလင်းစေပါပြီလို့ဆာလံကျမ်းကပြောတယ်ဒါကြောင့်မလို့မိဘဆိုတာကဘာဖြစ်လဲတလန်းစာကိုဘာဖြစ်လဲကျွန်တော်တို့တသက်စာအတွက်တရက်တလန်းချင်းစီအတွက်နှုတ်ကပတ်ကျမ်းစာကကျွန်တော်တို့ကိုလင်းစေမှာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်သိရတယ်ဆိုတဲ့အခါမှာကပ္ပဦးကျမ်းခန်းကြီး30နှစ်ငယ်23-28မှာကြည့်မယ်ဆိုလို့ရှိရင်ဘယ်သူအကြောင်းတွေ့ရလဲဆိုလို့ရှိရင်ကျွန်တော်ဒီယာကုပ်အကြောင်းတွေ့ရတယ်ဆိုတော့ယာကုပ်ကတဲ့ဘုရားနဲ့နှစ်ပန်းလုံးနေတဲ့ဒါကသမ္မာကျမ်းစာပြောတာဖြစ်တယ်ဆိုတဲ့အခါမှာဘုရားနဲ့၎င်းเนาะကျွန်တော်တို့ဒီကောင်းကင်နမနဲ့၎င်းမင်းကဲ့သို့ပြုပြီးနိုင်တယ်ဆိုတော့ကျွန်တော်တို့အတ္တမှာလဲယာကုပ်ရဲ့အတ္တကိုကြည့်တဲ့အခါမှာဘုရားသခင်နဲ့တူအင်မတန်မှဆက်ကပ်တဲ့လူဖြစ်တယ်ဆိုတော့တွေ့ရတယ်ဘုရားသခင်ရဲ့စကားကိုနားထောင်တယ်သူကလည်းတကယ်ကိုကြိုးကြိုးဆဆနဲ့အလုပ်လုပ်ပြီးတော့မှသူ့ရဲ့ဦးလေးရောက်ခမစင်မှာလည်းကြုံခံပြီးတော့မှနှစ်ပေါင်းများစွာနေပြီးတော့မှသူလက်ရပစ္စည်းဥစ္စာတွေနဲ့တူထွက်လာပြီးတော့မှသူ့အဖြစ်မျိုးဆက်ကြီးတစ်ခုလည်းဖြစ်လာတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ခေါင်းဆောင်ဆိုတာကတပည့်ကတဆဆက်ကပ်တယ်ဆိုရင်ကျွန်တော်တို့က9ဆလောက်ကိုဆက်ကပ်ရမှာဖြစ်တယ်ဆိုတော့ဘုရားမောရှေကဘုရားနဲ့အတူသွားလာတဲ့အခါမှာဘုရားသခင်ရဲ့အတန်တော်ကိုနားထောင်ပြီးသွားတာဖြစ်တယ်။ဘုရားရဲ့အတန်တော်ကိုနားထောင်ပြီးသူဥဆောင်တာဖြစ်တယ်။ဘုရားရဲ့အတန်တော်သာမရှိရင်သူဘာမှလုပ်လို့မရဘူး။ယခုခေတ်ခေါင်းဆောင်တွေလည်းထိုနည်း၎င်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ရောက်စီတိုင်းဘုရားနဲ့သွားလာတဲ့လူတွေရဲ့အတ္တကိုထောက်ရှုပြီးတော့မှနောက်မျိုးဆက်တွေကတတ်တာစီတာဖြစ်တယ်။ရှေ့တောင်းကလူတွေကခင်းပေးခဲ့တဲ့လမ်းကိုကျွန်တော်တို့ကရှောက်သလိုပဲကျွန်တော်တို့ခင်းပေးတဲ့လမ်းကိုနောက်မျိုးဆက်တွေကရှောက်ရမှာဖြစ်တယ်ဆိုတော့ဓမ္မဟောင်းနဲ့ဓမ္မသစ်ကြားကာလမှာဖះအသံမရှိဘူးအဲ့ဒါနှစ်ပေါင်း400ကြာတယ်ဆိုတဲ့အရာကိုကျွန်တော်တို့သိရတယ်ဒါပေမဲ့ပရောဖက်ပြုထားတာတွေရှိတယ်ဝိညာဉ်လူတွေအားဖြင့်ပဲဖြစ်တယ်ဆိုတော့400ကြာတော့တကယ်ဖြစ်လာတယ်ဆိုတော့ဖះနှုတ်ကပတ်တော်ကတင့်ကိုဘလောက်ထိစိုးမိုးလဲဆိုတော့ကိုကျွန်တော်တို့ဆင်ခြင်ဖို့ဖြစ်တယ်ဓမ္မသစ်မှာကြည့်မယ်ဆိုလို့ရှိရင်မာကု1:35မှာဆိုလို့ရင်သခင်ယေရှုခရစ်ကနည်းနည်းစောစောတောရက်သို့သွားပြီးတော့မှဆုတောင်းတယ်ဘုရားနဲ့အချင်းယူတယ်ဆိုတော့ယေရှုကိုယ်တိုင်ဘုရားရဲ့အလိုတော်ကိုရှာတယ်ယေရှုကတပည့်တော်တွေခေါ်တယ်သူနဲ့အတူရှိဖို့ဆုတောင်းဖို့ဒါပေမဲ့တပည့်တော်တွေကအိပ်ပျော်နေတယ်ဒါပေမဲ့လည်းယေရှုကတော့ဘာဖြစ်လဲသူနဲ့ထက်ချက်မကွာရှိနေစေဖို့ဖြစ်တယ်ဒါကိုကျွန်တော်တို့ကသင်ယူရမှာဖြစ်တယ်ဒါကြောင့်မလို့ခရစ်တော်ရဲ့ရှေ့မှာသင်နေ့တိုင်းမထိုင်ဘူးဆိုရင်သူ့ရဲ့သဘောကိုကျွန်တော်သိရမှာမဟုတ်ဘူးကျွန်တော်နေ့စဉ်နဲ့မျှကျွန်တော်တို့ဘုရားသခင်နဲ့အချင်းယူတယ်ကျွန်တော်တို့ပြန်လည်ပြီးတော့နှုတ်ကပတ်တော်ကိုဆင်ခြင်တယ်အောက်မေ့တယ်တနာရီ2နာရီတောင်မှပဲကျွန်တော်တို့အချင်းကမလောက်ဘူးဖြစ်တယ်ဒါပေမဲ့လည်းတချို့သောသူတွေအတွက်တော့ကျွန်တော်တို့ဒီ9မိနစ်10မိနစ်လောက်ဆူတောင်းရင်တော့မှတော်တော်လေးကိုကြာပြီလို့သူတို့ကထင်တယ်ဒါကြောင့်မလို့ဒီနေ့ဘုရားသခင်နဲ့အချင်းယူတဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့ကိုတဆင့်ပြီးတဆင့်ပေါ်ပြလာတဲ့အရာတွေဒီတကယ်ကိုဘာနဲ့မှလဲလို့မရတဲ့အရာတွေဖြစ်တယ်အဲ့ဒါကအတွင်းလူကတိဆောက်နေတာဖြစ်တယ်အဲ့ဒါအမြင့်တွေဖြစ်ပါတယ်ကျွန်တော်ရေလောင်းနေတာအောက်ကနေအစာတွေကိုစုပ်ယူနေတာနေအောင်ကြီးစုပ်ယူပြီးတော့မှဘာအတွက်လဲဆိုတော့အပြင်ကအတိတိဖို့ရွက်ဝေစာဖို့တကယ်ပဲဘုရားဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်ဒါကြောင့်မလို့သခင်ယေရှုခရစ်ရဲ့တပည့်တော်တွေကနှက်ဆိုးတွေကိုထွက်ဖို့သွားပြီးတော့မှနင်ထုတ်တဲ့အခါမှာနှက်ဆိုးမထွက်ရတဲ့အကြောင်းရင်းကအစာမရှောင်စုမတောင်းတဲ့အတွက်ဖြစ်တယ်လို့ယေရှုကပြောတယ်။တင်ဖျားနဲ့ဘလောက်အထိနှက်ဆိုင်စွာသူ့အပေါ်မှာယုံကြည်တယ်ဆိုတဲ့အပေါ်မှာသူကအလွတ်လုံးမှာဖြစ်တယ်။ဆိုတော့ဖျားဖော်ပြမှသာလျှင်ကျွန်တော်တို့ကနှက်ဆိုးထွက်မှာဖြစ်တယ်။ဒီရပါတော့။ဒါကြောင့်မလို့ကျွန်တော်တို့ကဖျားသခင်ရဲ့မျက်မှောက်တော်မှာကျွန်တော်တို့ကအချိန်ယူပြီးတော့ဖျားသခင်အားဖြင့်သာအသက်ရှင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လောကကြီးကိုဖျက်ကျော်နိုင်မှာဖြစ်တယ်။ဒါကြောင့်မလို့အတွင်းလူကိုကျွန်တော်တို့တည်ဆောက်ရတာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့အသက်တာမှာအဓိကကတော့ဘာဖြစ်လဲဆိုတော့ဒီကျမ်းစကားနဲ့တချို့သွားကြတယ်
တချို့ကတော့ဖွင့်ပြချက်နဲ့သွားကြတယ်ယုံကြည်သူတယောက်ကနှစ်ခုစလုံးကိုလိုအပ်တာဖြစ်တယ်တစ်ခုချင်းစီအရင်သွားမယ်ဆိုရင်တော့အမှားပါသွားလိမ့်မယ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီဘုရားဖွင့်ပြခြင်းနဲ့အရင်သွားတဲ့လူကစိတ်လှုပ်ရှားခြင်းတွေပါဝင်ပတ်သက်တဲ့အတွက်အမှားဖြစ်တတ်တယ်စိတ်ကူးတရားကိုရှောက်ပြီးတော့မှအနက်ဖွင့်တတ်တယ်ဒီຢာလေးကိုကျွန်တော်တို့ပြင်လည်ပြီးတော့မှဆင်ခြင်ရတာဖြစ်တယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီကျမ်းစကားနဲ့သွားလာမယ်ဆိုလို့ရှိရင်လည်းဘာဖြစ်သွားမလဲဆိုတော့ဘာသာရေးဆန်သွားမယ်ဆိုတော့နှစ်ခုစလုံးကျွန်တော်တို့ပါဝင်ပတ်သက်ရမှာဖြစ်တယ်ဒါကြောင့်မလို့မဿဲအခန်းကြီး73ငယ်44ကနေ46မှာကတော့ဒီမှာကတော့ကျမ်းစာကတော့အစအဆုံးတော့မဖတ်ပြတော့ဘူးကျွန်တော်တို့ဒီသူပါတဲ့စကလုံးလေးပုံမှာပြန်နေပြီးတော့ခွန်အားယူမှာဖြစ်တယ်ဝတ်ထားသောဗန္နာတော့ဝတ်ထားသောဗန္နာကိုဝယ်ရမယ်ဝယ်ပါတဲ့ဆိုတော့ဘာနဲ့ဝယ်ရမှာလဲဒီမှာကျမ်းစာကဘာပြောလဲဆိုတော့ရတတ်သမျှနဲ့ဝယ်ရမယ်ရတတ်သမျှကဘာလဲဆိုတော့တင်းမှာရထားတာဘာရှိလဲဘုမရထားတာရှိပါတယ်အချိန်ရှိတယ်အစွမ်းစားတွေရှိတယ်ငွေကြေးတွေရှိတယ်ပညာရင်ကြီးတွေရှိတယ်သားသမီးတွေရှိတယ်အဲ့ဒါတွေနဲ့ကျွန်တော်တို့အဖိုးခပေးပြီးတော့မှဖျားနဲ့ယဉ်နှမှုရှိဖို့ဖြစ်ပါတယ်ဒါတွေနဲ့ကျွန်တော်တို့တူးဆွမှာဖြစ်တယ်နော်ဒါတွေနဲ့တူးဆွတဲ့အခါမှာကျွန်တော်တို့ဝတ်ထားတဲ့ဗန္ဒာကပေါ်လာမှာဖြစ်တယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့ဘုရားရဲ့အချိန်နဲ့ယူတဲ့အခါမှာဘုရားသခင်ဖွင့်ပြလာတဲ့အခါမှာဘာလို့ပဲအချိန်မှာဘာတွေဘယ်လိုလုပ်ရမလဲဆိုတာကိုဘုရားသခင်ပေးသိတဲ့အခါမှာဘုရားသခင်ကနှုတ်ကပတ်တော်အားဖြင့်အမတမနဲ့နေတဲ့အရာကိုကျွန်တော်တို့ကိုတူးဆွခိုင်းတဲ့အခါမှာတူးဆွတဲ့အခါမှာဘုရားသခင်ပေါ်ပြလာတဲ့ပုံမှာအမတမခွန်အားဖြစ်စေတာဖြစ်တယ်ဆိုတော့ဘုရားသခင်နဲ့အချိန်ယူတာတော်တော်များသွားပြီဆိုတာမရှိပါဘူးထက်ခါအချိန်ပေးရမှာဖြစ်တယ်ဘုရားအတန်တင်မကြားဘူးဆိုလို့ရှိရင်တင်ဘာမှလုပ်လို့မရပါဘူးယခုတင်းရဲ့အခွင့်အရေးရှိပါတယ်အခုပဲအခွင့်အရေးကိုရယူလိုက်ပါလို့ကျွန်တော်တို့ခွန်အားပေးခြင်းနဲ့တချို့ကတော့ဘုရားနဲ့တော့အချိန်ယူတယ်ဒါပေမဲ့လည်းဘာမှပြောင်းလဲခြင်းမရှိဘူးဒါဆိုလို့ရှိရင်တင်ဘုရားနဲ့တကယ်ဝရင်းနေရလားယောရှုခန်းကြီးတင်ငယ်ရှစ်မှာကတော့ထိုပြည့်ညက်တိကျမ်းစာ၌ရေးထသမျှအတိုင်းကြင့်မီဟုစောက်ရှောက်ခြင်းလို့ငါကျမ်းစာကိုမဖတ်မရွတ်ပဲမနေညမပြတ်ကြည့်ရှုဖတ်ရွတ်ရမည်တို့ပြုနေတင်သည်အကြံထမြောက်ရအောင်မြင်နိုင်မည်ဆိုတဲ့နှုတ်ကပတ်ကျမ်းစာရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တမှာတဲ့ပြည့်ညက်တိကျမ်းရေးထားတဲ့ပြည့်ညက်တိကျမ်းတွေကိုဘာဖြစ်လဲဖတ်ကမယ်တဲ့ဖတ်တာမဟုတ်ဗဇက်ကလည်းရွတ်ကမယ်နော်ရွတ်ဖတ်တဲ့စေအဲ့လိုလည်းလုပ်ရမယ်ဒါဘယ်အချိန်ထိလောက်မလဲဆိုတော့နေ့ညမပြတ်အဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင်ဘုရားရဲ့ဂရုတော်တွေကိုဘုရားရဲ့အာမခံချက်တွေကိုတီးလာတဲ့အခါမှာဘာဖြစ်လဲအကြံထမြောက်ပြီးအောင်မြင်မှာဖြစ်တယ်ဒါကြောင့်မလို့ဘုရားသခင်ရဲ့အချိန်ယူခြင်းအမတမအရေးကြီးပါတယ်တချို့ကတော့ကျမ်းစာဖတ်တယ်ပြီးဆုတောင်းတယ်ဒီလောက်ပဲဒါပေမဲ့လည်းဘုရားသခင်နဲ့ပို့ပြီးအချိန်ယူခြင်းလို့ရှိရင်ကျွန်တော်တို့ဘုရားသခင်ရဲ့နှုတ်ကပတ်ကျမ်းစာကိုများကိုဆင်ခြင်ပါအောက်မေ့ပါဒါဆိုလို့ရှိရင်ဆရာအပေါင်းတို့ထက်သာရင်နားလည်တယ်လို့ကျွန်တော်တို့စာလံကျမ်းမှာလည်းမှတ်တမ်းတင်ထားပေးတာဖြစ်တယ်ဒါကြောင့်ကျွန်တော်အရောက်စီတိုင်းဘုရားသခင်ရဲ့အချိန်ယူခြင်းနဲ့အတူဘုရားသခင်ဝတ်ထားတဲ့ဗန္နာတွေကိုရရှိပြီးတော့မှဘုရားဘုန်းတော်ထင်ရှားပြီးသူတို့ဘာအတွက်အလင်းဖြစ်စေတဲ့သူတွေဖြစ်ပါစေလို့ယေရှုနာမ၌ကောင်းချီးပေးပါတယ်ရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေအာမင်